e-book မြန်မာစီးပွားရေးအနာဂတ်2026-2030ငွေကြေးရွှေဒေါ်လာအိမ်ချမ်းမြေအတိုးလောက်ခလာစာဆက်သွယ်ရေးနှင့်နေထိုင်စရိတ်ခံမှန်းချက်များစာရေးသူကျော်စန်းဦးထုတ်ဝေနှင့်2026မှတ်ချက်ဤစာအုပ်ပါအကြောင်းအရာများသည်သမိုင်းချက်လက်နှင့်ဖြစ်နိုင်ခြေရှိသောခံမှန်းချက်များကိုအခြေခံထားပါသည်အခန်းတစ်နိဒံမြန်မာနိုင်ငံသည်2022ခုနှစ်မှစ၍စီးပွားရေးအရအတက်အကျများစွာကိုဖြတ်သန်းခဲ့ရသည်အထူးသဖြင့်ငွေကြေးဖောင်းပွားမှု inflation နှုန်းသည်နှစ်စဉ်နှစ်စနီးပါးမြင့်တက်လာခဲ့ပြီးပြည်သူအများစု၏နေ့စဉ်နေထိုင်စရိတ်မှာတိတိတတ်သားကြီးမားလာခဲ့သည်2022ခုနှစ်အစောပိုင်းတွင်ကျပ်1000ဖြင့်၄ယောက်သားမိသားစုအတွက်3ရက်စာစားနိုင်သေးတော်လဲ2026ခုနှစ်တွင်ထိုငွေပမာဏဖြင့်တရက်စာပင်အလုံလောက်မစားနိုင်တော့ပေဤစာအုပ်ကိုရေးသားရခြင်း၏အဓိကရည်ရွယ်ချက်မှာစာဖတ်သူတို့အားအောက်ပါအချက်များကိုနားလည်သဘောပေါက်စေရန်ဖြစ်သည်မြန်မာကျပ်ငွေ၏ဝယ်ယူနိုင်စွမ်းမည်သို့ကျဆင်းလာခဲ့သည်။ရွှေဈေးနှင့်ဒေါ်လာဈေးသည်အဘယ်ကြောင့်အဆမတန်မြင့်တက်လာရသနည်း။အိမ်ချမ်းမြေဈေးကွက်တွင်မည်သို့သောအပြောင်းအလဲများဖြစ်ပေါ်ခဲ့သနည်း။အိမ်ချေးငွေယူရန်ယခုအချိန်သည်တင့်တော်ပါသလား။အလုပ်သမားတစ်ဦး၏လုပ်ခလစာသည်နေထိုင်စရိတ်နှင့်လိုက်လျောညီထွေရှိပါသလား။အင်တာနက်နှင့်ဖုန်းဆက်သွယ်ရေးစရိတ်များသည်အဘယ်ကြောင့်ဤမျှမြင့်တက်လာရသနည်း။လာမည့်9နှစ်တွင်ဤအခြေအနေများမည်သို့ဆက်လက်ဖြစ်ပေါ်လာနိုင်သနည်းထို့ပြင်ဤစာအုပ်တွင်2022-2026ခုနှစ်အတွင်းသမိုင်းချက်လက်များကိုနှစ်အလိုက်အသေးစိတ်ဖော်ပြထားပြီး2029-2030ခုနှစ်များအတွက်ခန့်မှန်းချက်များကိုအနိမ့်ဆုံးအမြင့်ဆုံးနှင့်ပြင်းပြအနေဖြင့်တွက်ဆတင်ပြထားသည်ဤခန့်မှန်းချက်များသည်အောက်ပါအချက်များကိုအခြေခံထားသည်တငွေကြေးဖောင်းပွားမှုနှုန်း2022-2026ပြင်းပြ15နှစ်ဆက်နှစ်ကမ္ဘာရွှေဈေးနှင့်ကုန်စည်ဈေးကွက်3ပြည်တွင်းနိုင်ငံရေးနှင့်စီးပွားရေးတည်ငြိမ်မှု4နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုအခြေအနေ5ဗဟိုဘဏ်၏ငွေကြေးမူဝါဒစာဖတ်သူအနေဖြင့်ဤစာအုပ်ကိုဖတ်ရှုပြီးနောက်မိမိ၏ငွေကြေးစီမံခန့်ခွဲမှုယင်းနှိမ့်မြုပ်နှံမှုဆုံးဖြတ်ချက်များနှင့်နေ့စဉ်သုံးစရိတ်များကိုပိုမိုကောင်းမွန်စွာစီမံနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်